The Grammy goes to Wildflower by Billie Eilish. Hi guys အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီနေ့ Billie Eilish ရဲ့ Wildflower ဆိုတဲ့ရှင်လေးအကြောင်းပြပြရမှာဖြစ်ပါတယ်ဒီတစ်ရှင်လေးကဆိုရင်ပြည်2026ခုနှစ် Grammy ဆုပေးပွဲကြီးမှာ Song of the Year နဲ့ Grammy ဆုရခဲ့တဲ့ရှင်လေးဖြစ်ပါတယ်ဒီတစ်ရှင်လေးအကြောင်းပြပြခင်မှာကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပေးခဲ့ကြပါဦးခင်ဗျာကျွန်တော်အရင်ဆုံးပြပြပေးချင်တာကတော့တစ်ရှင်လေးရဲ့ခေါင်းစဉ်ဖြစ်တဲ့ Wildflower ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ် Wildflower ဆိုတာဟာတောရိုင်းပန်းလို့အဓိပ္ပာယ်ရပါတယ်၎င်းပန်းလေးတွေဟာပြုစုဆောင်ရှောက်မှုမလိုပဲတဘာဝအလျောက်ပွင့်လန်းကြပြီးတော့ပုံစံမျိုးမျိုးနဲ့အရောင်လေးစုံလင်စွာရှိတတ်ကြပါတယ် Wildflower ရဲ့အဓိပ္ပာယ်ပြောပြီးဆိုတော့ကျွန်တော်ဆက်လက်ပြီးတော့တခြင်းအကြောင်းကိုပြောကြားပေးပါမယ်ဒီတခြင်းဟာဆိုရင် Billie Eilish ရဲ့ Hit Me Hard and Soft album နဲ့တခြင်းတစ်ပုဒ်ဖြစ်ပါတယ်ထူးခြားတဲ့ဒေသနဲ့ရုပ်ခွဲစာသားများကြောင့်လူချက်များပါတယ်ဒီတခြင်းထဲမှာဆိုရင် Billie Eilish ဟာဒူးမသူငယ်ချင်းရဲ့ရည်စားဟောင်းနဲ့တွေ့မိခဲ့တဲ့အတွက်အပြည့်ရှိရလို့ခံစားရကြောင်းတောင်းပန်တဲ့အနေနဲ့ဆိုထားဖြစ်ပါတယ်တခြင်းစာသားတွေကိုပါပြန်ကြည့်မယ်ဆိုရင်လည်းဒူးမဘလောက်ခံစားရကြောင်းနောင်တဘလောက်ရမိတဲ့အကြောင်းတွေကိုသိရှိနားလည်နိုင်ပါတယ်ဒီတခြင်းလေးကဆိုရင်အခြေအကြောင်းရေးထားတာဖြစ်ပြီးနောက်လူတွေရဲ့အသံလုံးသားနဲ့ထိရောက်နိုင်ပါတယ်။ Billie ရဲ့အတန်ဟာနူးညံ့နေတိုင်းနှက်ဆိုင်ပါတယ်။ Wildflower တခြင်းကိုနောက်မှမြင်တဲ့ပူဆွေးမှုတွေနဲ့ဝန်နေမှုတွေကိုအဓိပ္ပာယ်ရှိခံစားမှာဖြစ်ပါတယ်။ဒါကြောင့်အားလုံးကိုဒီတခြင်းလေးနောက်ကြည့်ဖို့တိုက်တွန်းပါတယ်။ဒီနေ့တော့လောက်ပါပဲ။နောက်ဗီဒီယိုမှာဗီဒီယိုချင်းအကြောင်းပြပြပေးရမယ်ဆိုတာကို comment အောက်မှာရေးထားကြပါဦး။ See you in the next video.